ရှင်ဒီချက်စင်ပေးကကျဆိုပါတယ်ရှင်ဒီချက်တို့ဒီနေ့ re-rank ဖြင်းကြီးကိုတူတူလေးလာကြည့်ရအောင် re-rank ကိုကလေးတော်တော်များများကြောက်ကြတယ်ဘာကြောင့်လဲဆိုတော့ re-rank ကိုခြေတက်ကြဘူးအလွတ်တက်ကြတယ်ပေါ့နော်ပုံမှန်မဲ့ platform ဝါဖောင်လိုမျိုးပဲအလွတ်တက်ကြတယ်သူကလွတ်တက်ဆရာမလို့ပါဘူး formula လေး10မျိုးပဲရှိရင်အဲ့ဒီ formula လေး10မျိုးလေ့လာလိုက်ယူနေအဆင်ပြေတယ်ဒီချက်မှာတော့ဒီမှာ formula လေး2မျိုးနဲ့ပြောပေးမယ် formula လေး2မျိုးကနံပါတ်1ကတော့ subject verb object ဆိုတဲ့ pattern လေးနဲ့နံပါတ်3ကကြတော့သူကWH question auxiliary verb subject main verb object ဆိုတဲ့ pattern လေးနဲ့ချိန်လုပ်ပေးမယ်ဒီချက်စာဝဲသူတိုင်းကလုံးဝကိုမနစ်နာစရာဘူးအစမပြေဘူးဆိုဒီချက်ကိုပြောဒီချက် I like to အာမခံတယ်ချက်ဒီစာအုပ်တမိုးချက်ပြန်လွှတ်ပေးမယ်ချက်စာအုပ်ချက်ပြန်ယူမယ်အဲ့လောက်ထိကိုအာမခံတာ task တွေ re-rank ရရှာအောင်ရှာဒါပေမဲ့ task သုံးပြီဆိုရင်တော့ဒီချက်ရှေ့က video file ကြီးမှာပြောတယ်လို့မျိုးတေချာဆရာတယောက်ကတော့ညံကုတ်ပြီးတော့သုံးပေးရမယ်ဒီတိုင်းရိုးရှင်းနေတော့မသုံးနဲ့ဒီချက်ပြောအောင်နားလေနေထင်တယ်ဒီ verb form verb form တွေကလွယ်တယ် re-rank တွေကလွယ်တယ်လို့ပေါ့နော် task ကတော့နည်းနည်းလေးအိမ်များတယ်12မျိုးဆိုနည်းနည်းလေးများတယ်နည်းနည်းလေးကျင်ပြန်တယ်အကြောင်းမျိုးတေချာလေး frame ပေးပါလို့ချင်းကအကြံပေးခြင်းတယ်အဓိကတော့ grammar level 0ကိုရအောင်လုပ်ပေးပါ okay ဒါဆိုကြည့်ရအောင် re-rank ဒါဆိုဒီမှာteacher တို့က the right question subject main verb object ဆိုရပတ်တန်လာမယ် the right question auxiliary verb subject main verb object ကဲတော့ auxiliary verb ပဲရှိရ the right question မရှိဘူးဆို auxiliary verb နံပါတ်1 can ဒါ question mark ပါတဲ့ဟာဟုတ်ဒါ question mark ပါလို့တခြားဒီကနံပါတ်3ကိုသုံးလိုက်တာ can ပြီးတော့ subject ကပါလေ you can you ကဲ main verb clean ပေါ့ clean က main verb clean တန်ရှင်း can you clean ဒါဆို can you clean ဆိုကျန်ရပါမယ် the clean the please kitchen လား the kitchen please the kitchen please ပေါ့ the kitchen KITCHEN the kitchen please PLASES please PLASE please now can you clean the kitchen please ဘလောက်လွယ်လဲ question mark ပါထဲနော်ကဲလာပြီ question mark ပဲဒါ number 3 the right question auxiliary verb subject main verb object question mark ကဲ auxiliary verb ရင်စလာ may ပြီပါ subject ပါလေပြော I ပေါ့ may I main verb က borrow ချင်းငါသည် may I borrow ကျန်တဲ့ဟာတော့ object ကခွဲတတ်ပြီ your eraser လား eraser ရောလား your eraser ပေါ့ EARSER eraser question mark အဲ့ question mark ကအရေးကြီးတယ်နံပါတ်3 clean go wear window then သူက subject verb object နံပါတ်1ကဲဒါဆို subject က go verb က clean wear လား wear clean လား wear clean ပေါ့ wear clean verb က wear clean Coco wear clean the window လား window တယ်လား the window ပေါ့ရှင်ကိုတေချာတော့ကိုကလေးတွေကိုနည်းနည်းရှင်းပြမယ်ဘလို့ဟာလေးကပိုအဆင်ပြေလဲကလေးတို့ရေကလေးငယ်တွေကလေ့လာထားတယ်စာလေးကဘလို့ဟာနဲ့ပိုအဆင်ပြေတယ်ဒါကဒီလိုလေးဆိုမကောင်းပါဘူးလားအဲ့လိုရှင်းပြလိုက်ပို့ပြီးလွန်သွားလိုက်ကလေးအတွက် re-rank လေးရတော်တော်လေးကိုရတာမှာတေချာတယ်ဒီချက်ကတော့အာမခံတယ်ဒီချက်ရဲ့ဒီ task တွေ re-rank ရဒီချက်စာအုပ်ထဲမှာမေကုံမောင်းဒီမှာပေါ့နော်ဒီထဲမှာ re-rank ဆိုစာကြောင်းရင်300ကျော်ပါတယ် task ဆိုရင်တော့ဒီမှာစာကြောင်းရလဲ300ကျော်400နီးပါးပါတယ်အားလုံးပါကြောင့်မလို့ answer key တွေပါတေချာလေ့လာမှလွယ်ကူလိမ့်မယ်ပြီးတော့အားလုံးအဆင်ပြေလိမ့်မယ်ဆိုချက်ယုံကြည်တယ်ပြီးတော့ကြောင့်မလို့ချက်ရဲ့ web form စာအုပ်တွေတက်ဆက်စာအုပ်တွေချက်ပြမယ်နော်ခဏလေးဒီမှာဒီချက်ရဲ့ဒီမှာ web form စာအုပ်ဒါတက်ဆက်စာအုပ်ဒီ2မျိုးပေါင်းဒီအချိန်မှာဒီချက်9000နဲ့ဒီချက်ပေးသေးတယ်9000နဲ့ပေးသေးတယ်အတောက်ကို3000စီ3000စီ6000ဟဲ့ချက်9000နဲ့ပေးသေးတယ်1000တောင်လျှော့ပေးသေးတယ်နော်ဘာဖြစ်လို့လဲဒီချက်စာအုပ်ဒီတစ်ခါဝယ်တစ်လုံးသုံးပဲ grade 5ကနေ grade 20တစ်ခါဝယ်တစ်လုံးဒီတန်းမှာနောက်တစ်ခါဝယ်နောက်တန်းမှာနောက်တစ်ခါဝယ်စရာမလိုတစ်ခါဝယ်ပြီးပဲပြီးတော့စာအုပ်ကအချောသားလောက်ထားတယ်နှစ်ခုလုံးအားလုံး A4 set ကိုလုံးဝအခြေစားပြီးတော့နောက်ခုစာရွက်သားအထူစားအပါစားမဟုတ်ဘူးဒါလေ့လာရတာအားလုံးအဆင်ပြေအောင်ရှင်းလုပ်ပေးထားပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ဒီချက်တော့နောက်ထပ် video file မှာ re-rank နဲ့ပတ်သက်ပြီးတော့နောက်ထပ်3ကြောင်းတူ